ကောင်းတဲ့စိတ်လို့ပြောမလားမကောင်းတဲ့စိတ်လို့ပြောမလားမကောင်းတဲ့စိတ်ပါဒါကိုယ်တိုင်ခံစားလို့ရပါတယ်သူများမကောင်းကြောင်းပြောနေတဲ့အချိန်မှာစိတ်ထဲမှာမချမ်းသာပါဘူးဒါဦးဇင်းတို့လည်းပုထုသင်တဘာဝပြောဖို့ပါလေပြောလို့ပြောနေတာပါပဲမတက်နိုင်လို့ကိုယ်စိတ်ကိုမနိုင်လေးလို့ပြောနေရပါမယ်လို့သူများမကောင်းကြောင်းကိုပြောနေတဲ့အချိန်မှာစိတ်ထဲမှာအရသာရှိလာတယ်လို့မရှိပါဘူးကိုယ်ကောင်းကြောင်းကိုပြောနေရရင်လည်းစိတ်ထဲမှာအရသာရှိတယ်ချမ်းသာတယ်လို့မရှိပါဘူးဟုတ်ရဲ့လားဒါကြောင့်မြတ်စွာဘုရားကသူများမကောင်းကြောင်းမမေ့ဘဲနဲ့ပြောတယ်သူများကောင်းကြောင်းကိုမပြောနိုင်ဘူးကိုယ်ကောင်းကြောင်းကိုအတင်းပြောတယ်ကိုယ်မကောင်းကြောင်းကိုမပြောနိုင်ဘူးဆိုရင်အဲ့ဒါလူယုံမှလို့မှတ်လေတဲ့ဟုတ်ရဲ့လားအေးသူတော်ဟောဆိုတာအဲ့လိုမဟုတ်စိတ်ကောင်းနှလုံးကောင်းရှိတယ်လို့ဆိုတာအဲ့လိုမဟုတ်သူများမကောင်းကြောင်းကိုမမေးရင်ဘယ်တော့မှမပြောမေးလာပြီဆိုတော့မှအာဒါမျိုးတွေကဖြစ်တတ်ပါတယ်ဆိုပြီးတော့ညံ့ညတာတာရှော့ရှော့ပေါ့ပေါ့ပြောတယ်ဒါသူတော်ကောင်းတို့ရဲ့စိတ်ဓာတ်နော်သူများကိုမေတ္တာသဘောရှိနေတာကိုမပြောလိုက်ချင်ဘူး